ဒီနေ့တော့မိတ်ဆွေတို့အင်ချမ်းမြေခဏနာပြီးတော့အိမ်တိမ်မှာပြပွားခဲ့တဲ့ကြောင်းမပွဲကောင်းတဲ့လိုဝက်ချက်တစ်ခုကိုပြောပြပေးမယ်လိုဝက်ချက်လေးကိုပြောခင် like and follow လေးတစ်ချက်လုပ်ပေးပါအောင်နော်တော့ဇလန်းလေးကိုစလိုက်ရအောင်မိသားစုဝင်3ယောက်ရှိတဲ့အိမ်တိမ်ရှိတယ်ဖေးရဲ့မေရဲ့သားတစ်ယောက်ရေပေါ့ဒီအားလုံးကပုံမှန်ပါပဲတညမှာတော့တားဖြစ်သူကဧည့်သည်နားနေခန်းနဲ့ပတ်သက်ပြီးစတင်စကားပြောလာပါတယ်ဒါလေးကဘယ်လိုပြောလဲဆိုတော့ညာတိုင်းအမေကအဲ့ဒီခန်းထဲမှာမျိုးသားတစ်ယောက်တည်းတူရှိနေတာဒါပေမဲ့အဖေလိုက်အဲ့လူကပျောက်သွားရောအမေဖြစ်သူကဘယ်လိုပြန်ပြောလဲဆိုရင်သားအိမ်မက်မှတ်နေတာပါလို့အမြဲတမ်းပြောလို့ရှိတယ်ဒါပေမဲ့တညမှာတော့အဖေဖြစ်သူနိုးလာတဲ့အခါဧည့်သည်နားနေခန်းမှာမီးနေနေတာကိုတွေ့လိုက်ရတယ်တခါကလည်းဟာစီလေးပွင့်နေပြီအထဲမှာလူနှစ်ယောက်စကားပြောနေတဲ့အတန်ကိုလည်းကြားနေရတာပေါ့သူတကားကိုအတကုံသွန်းဖွင့်လိုက်တဲ့အခါမှာအခန်းထဲမှာဘယ်သူမှမရှိပဲလုံးဝဟာလာဟင်းနေဖြစ်နေတော့တွေ့လိုက်ရတယ်အမေဖြစ်သူတယောက်တည်းဒါအခန်းထဲမှာစုံတယောက်ကိုစကားပြောနေသူမျိုးနဲ့ရဲ့ဘက်ကိုမျက်နှာမူပြီးရက်နေပါတယ်အဲ့ချိန်မှာယောက်ျားဖြစ်သူကမင်းဘလူးနဲ့စကားပြောနေတာလေလို့မေးလိုက်တဲ့အခါမှာမိန်းမဖြစ်သူကလှည့်ကြည့်ပြီးပြုံးကပြန်ပြောလိုက်တယ်ရှင်တခါမှတကယ်ရှိရလို့မယုံကြည်ခဲ့တဲ့တစုံတယောက်နေပေါ့တဲ့အဲ့ချိန်မှာသူကနောက်ကနေသူသားလေးကတိုးတိုးလေးကပြောတယ်အဖေအဲ့ဒီလူကဒီမာလေးဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာအခန်းထဲကလေသူကရုတ်တရက်အေးစိန်သွားပါတယ်ဖခင်ဖြစ်သူကကြောက်စိတ်ကိုအောက်အီးပြီးအနောက်ကိုတဖြည်းဖြည်းလှည့်ကြည့်လိုက်တဲ့အခါမှာတော့ရက်ရှိရှိလူပုံတဲ့မပြီးပြင်းနဲ့အမဲရောင်ရေးတစ်ခုကမတ်တက်ရက်နေပြီးတော့ဇနီးရဲ့ပခုံးကိုကင်ထားတာလည်းတွေ့ရပါတယ်အဲ့ချိန်မှာဇနီးဖြစ်သူကထူးဆန်းတဲ့လေးဆန်းနဲ့ပြောလိုက်တယ်သူကဒီအိမ်ကိုအရင်ကပိုင်ခဲ့သူလေသူကကျမတို့မနေထုတ်ပါဘူးသူကမိသားစုအစ်စ်ကိုပဲလိုချင်နေတာဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ယောက်ျားဖြစ်သူကကြောက်ရွံ့သွားပြီးအခုဆိုရင်သူရှင့်ကိုလည်းလက်ခံလိုက်ပြီးလို့ထပ်မံပြောဆိုလိုက်ပါတယ်